English speaking လေးလေ့လာကြမယ်နော်တခိုးနောက်ထက်ကြမကွာလိုက်ကြတယ် This follows the this closely ဒီလူကထင်ရဆိုင်တက်တယ် He does as the police ထူသားပေသားရအောင်ကြိုးစားတဲ့နဲ့ You should try to be share handed through expenses experience 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 ဆိုတာအတွေ့အကြုံပြောတွေ့ကြုံဒီမှာတော့စုသားပေသားပေါ့နော် You should try to be handed through experience လူနာတော့ထူထူထောင်ထောင်ဖြစ်လာပြီ The patient is as an about again 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 the patient the patient is as an about again ရှက်လိုက်တာလူကိုထူပူသွားတာပဲ The face all hot with environment 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 အရှုံးကိုတိမ်မိအောင်လုပ်ရမယ် We must be able to recover our loss We must be able to recover our loss ထူးထူးခြားခြားဘာများဖြစ်ခဲ့တဲ့တော့ Has anything unusual happened? Has anything unusual happened? Happen. တနက်ကိုခါကြားထိုးထားတယ် He pat his pistol The bat his pistol ဒီလူအဖေကထောင်ထောင်မောင်းမောင်းကြီး His father is tall and strappingဒီကောင်ကတောင်းမကြိုးဘူး He's indisciplinedဇေဒီကလေးကိုထုံးသင်ကန်ကတ်ထားတယ် The pagoda was white with ထက်ခနဲရှိငိုဖို့လောက်ပဲတတ်တယ် She's a cries baby သူတပါထမင်းအိုးသွားမခွဲပါနဲ့ Don't take the breeze out of his mouth အဖေဟာထမင်းရှာကျွေးနေသူပါပဲ My father a breadwinner in our family သူဟာအများဆုံးထိမိခိုင်းမိတတ်တယ် He's the most accident prone ထမ်းပလက်ရုပ်နိုင်ရုပ်ထင်ဆိုတလို့ပေါ့ထမ်းပလက်နိုင်ရုပ်ထင်ဆိုတလို့ပေါ့ There's no accounting for that ထိုင်နေကြနေရမယ်မှာပဲထိုင်ခြင်းနဲ့ I want to taste my academics accountancy accountancy သူစကားကထိတန်ငေါ့တန်ပါနေတယ် His remains are rather excess ထွေးပြီးတတွေးကိုပြန်မြူလိုက်တယ်လို့မလုံးနဲ့
Don't pass pay on your promise. Don't pass pay day on your promise. သူသားတွေထောင်ချနေတဲ့ his sons are behind bar. ထမင်းပွဲပြင်ကြဟေ set the table for dinner. ထမ်းပိုးထက်လက်ခကြီးနေတာပေါ့ The game is not worse than ကန်တယ်လူကြီးကဝလွန်းလို့တဲ့ Thug ခါရထိုင်ကားရဖြစ်နေတယ် The first man's mobile Clancily CRUMSINY Clancily ဒီလူကထမိန်နာခိုစားနေတယ် He lives on his wife's income ထမင်းခူးပါ Ladies are rich from the boys ဘယ်သူကိုမှတဲ့ထီမထင်ဘူး He takes no account of other ထမင်းပွဲရှိရောက်နေနိုင်ခဲ့တယ် He has been living in comfort ထမင်းရေပူလားတဲ့ရှာလွဲမလုံးနဲ့ထမင်းရေပူလားရှာလွဲမလုံးနဲ့ Don't avoid responsibility ထမင်းလုံးတစ်စီ6တရားပါ It just is nightmare ထမင်းအိုတစ်လုံးချက်လောက်ပဲကြတယ် It takes only a short time ဒီကပါကြီးကပါလောက်တတ်တယ် He behaves in an insane manner လူထုနဲ့အမြဲထိတွေ့နေရတယ် You need to be in touch with the people ကျော်ဟင်းဟာထူးခြားတဲ့ဇက်ကောင်ဇရိုက်အမျိုးတရုပ်ဆောင်တဲ့ဇက်ကောင်ဖြစ်တယ်ကျော်ဟင်း was a character actor မနေ့ကငါတို့ထွေရလေးပါလေးပန်းခဲ့တယ် Yesterday we were touring the fest ဒီနေ့ထဲအိမ်အောင်ပြုမယ်ဒီနေ့ထဲအိမ်အောင်ပြုပြအောင်ပြုသူဟာထက်ခနဲဆိုဒေါသထွက်တတ်တယ် He has an explosive temper ထိတ်ပြောင်တာမျိုးရိုးလိုက်တတ်တယ် Blindness runs in your family ဒီကောင်ဒီနေ့ထောနေတယ် He's feeling flash today ထီထီမိမိပြောပါလို့ပါ He's the nails on the head ထီထိုးပြီးကန်ဆန်းပါလား When you take a lottery ticket to try your luck သူတို့ထီပေါက်သွားတယ် They has won a lottery prize နက်ဖြန်ထီဖွင့်တော့မယ် Tomorrow they will draw a lottery ဟိုမှာထီထမ်းလမ်းလျှောက်နေတဲ့လူကြီးလာနေတယ် There's the man without meat or lily who's Lily who ဆိုတာအသက်မဝမ်းကြောင်းတော့အိမ်ကြီးကိုလဲကွက်ထဲထီကြီးဆောက်ထားတယ် He brings his house outstanding in a fine ဘယ်သူတကားခံမှာလဲ Who will foot the thing ဒူပိနာဘေးခံနိုင်တယ် He can withstand hashes ဒူတိုက်
ဆွေးနွေးတဲ့နဲ့ we should have a free and open discussion ဒုထောင်ပေါင်းကားမထိုင်နဲ့ don't sit in a disrespectful posture posture ဒေတာဆွဲမဆွဲသင့်ဘူး we should not have localism ဒိုးကနေတောက်ခနဲ့ဖြေနိုင်ရမယ် you must squash on the response ရုတ်တရက်ဒေါသထွက်သွားတယ် he got banana bananas banana he got bananas ဒိဋ္ဌကြုံမှစိတ်ချယုံမယ် seeing is believing ဆိုတာစိတ်ချယုံတာဒိဋ္ဌကြုံမှစိတ်ချယုံအလှပြိုင်ပွဲမှာဒုတိယရတယ် she's a runner as in beautiful contest ဒုက္ခကိုရောက်မစိုးပါနဲ့ oh don't trouble things နေထိုင်မကောင်းဖြစ်ပြီးဒူးတွေ့ချောင်းနေတယ် I am always in the class ဒူးမထောက်လက်မမြောက်ဘူး we will never admit the fact အားလုံးကိုချစ်ခင်စွာမျှဝေလိုက်ပါတယ်ချိုးတဆုံတရားရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိရဆိုရင် like and subscribe လေးလုပ်တော့နော် see you next video everyone. God bless.